လေးလာမယ်ဘန်ဒါထုတ်လုပ်မှုပိုင်းပေါ့ထုတ်လုပ်မှုပိုင်းဆိုတာဘယ်လိုပုံစံလို့လဲဆိုတော့ကျွန်တော်တို့မှာရှိတဲ့ရွှေနဲ့ကျွန်တော်တို့မှာရှိတဲ့စိန်နဲ့ကိုပေါင်းပြီးထည့်ခတ်တဲ့ဟာမျိုးတွေပေါ့ဒီလိုအခြေအနေမျိုးတွေပေါ့ဒါမှမဟုတ်ကျွန်တော်တို့မှာရှိတဲ့ရွှေနဲ့ကြောင်းနဲ့စိန်နဲ့ဒီလိုပေါင်းခတ်တဲ့အနေထားမျိုးတွေကိုကျွန်တော်တို့ကထုတ်လုပ်မှုလုပ်တယ်လို့ခေါ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အဲ့တော့ inventory app ထဲကိုသွားလိုက်မယ်အဲ့တော့ reporting နဲ့ကျွန်တော် store ကိုတစ်ချက်ကျွန်တော်မှာနော်ဘာတွေရှိလဲဆိုတော့သွားကြည့်မယ်ဒါတော့ဒီ90ဆိုတဲ့ထားပေါ်တော့ကျွန်တော်ရဲ့ဒီမှာစိန်9ရက်ဒီရှိရပေါ့နော်ဒီမှာ Academy ရွှေက 4.5 ချက်သားရှိရဆိုတော့ဒါပေါ့4ချက်နဲ့ဒါ10ပဲရှိရဆိုတဲ့အနေထားလို့ပေါ့နော်အဲဒီလိုပုံစံထွက်လိုက်မယ်အဲ့တော့ကျွန်တော်ဒီနှစ်ခုပေါင်းပြီးတော့အထည်တစ်ခုခတ်မယ်ပေါ့အဲ့တော့ကျွန်တော်ဗာလဲကျွန်တော်ခတ်မဲ့ finish good product ပေါ့နော်ကုံကြောကိုလည်းကျွန်တော် product ဆောက်ဖို့လိုမယ်အဲ့တော့ကျွန်တော်ကဟုတ်ပြီ product ဆောက်ရတော့ DZMD ထားပါတော့ EARNG ER ပေါ့နော် nugget တစ်ခုခတ်တယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီကောင်က EARING ER ပဲအထည်မို့လို့ဒီကောင်ဒီ unit ပဲထွက်မယ်နော်ပြီးတော့ဒီကောင်ဒီ jewelry ထွက်လိုက်မယ်အဲ့တော့ကျွန်တော်အဲ့မှာပါမယ်ရွှေရဘယ်လောက်လဲဆိုတော့ထားပါတော့နော် Academy ရွှေကိုသုံးမယ်ဒါပေါ့ဒါကတော့အထည်ချိန်ပေါ့နော်အထည်ရဲ့စုစုပေါင်းချိန်ပေါ့အထည်ရဲ့စုစုပေါင်းချိန်ကထားပါတော့ကျွန်တော်တို့တွေက10ပဲပေါ့ဆိုလိုချင်တာနော်10ပဲအဲ့ဒီမှာအရောကထားပါတော့ကျွန်တော်2ရွေပြီးတော့မှကျွန်တော်ကထားပါတော့ဒီ50ဒါကတော့စိန်ုံတို့ကနော်ပြီးတော့သူကဘယ်စိန်ရဲ့ဟာကို apply လုပ်မှလဲဆိုတော့ဒီ50ရဲ့စိန်ဈေးကို apply လုပ်မယ်ပေါ့နော် color discretion တွေမှာဒါကြိုက်တာကြီးလို့ရနော်ဒါတစ်ခုကိုမှတ်သားခြင်းရ IFF okay ပြီးတော့အပွင့်ကဘယ်နှပွင့်လဲဆိုတော့ဒါပါတော့ဒါ25ပွင့် weight ကဒါပါတော့ 0.5 ဒါပေါ့နော်RD ပေါ့အဲ့ဒါဆိုသူကစိန်မိုးကဘယ်လောက်သတ်မှတ်လဲ10သိန်းသတ်မှတ်လိုက်မယ်ပေါ့နော်ဒီလိုပုံစံထွက်လိုက်ဟိုဒါကနမူနာတော့နော်ဒါကျွန်တော် product form ပေါ်မှာဒီလိုပုံစံနေကျွန်တော်တို့ကဒါထည့်လိုက်လို့ရတယ်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ finish go product တခုဒါကျွန်တော်နမူနာ create လုပ်ထားလိုက်တယ်ဒီကောင်ပြီးဆိုတော့ကြာမှဒီ product ကိုကျွန်တော်တို့တွေကဒီစိန်နဲ့ရွှေနဲ့ပေါင်းပြီးတော့ဒါကျွန်တော် manufacture ထုတ်လုပ်ရမှာနော်အဲ့တော့ကျွန်တော်ဘယ်သွားမလဲဆိုတော့ manufacture တွေကိုသွားမယ်new လို့ခေါ်လိုက်မယ်ကျွန်တော်ထုတ်မှာကဒါပါဒီနော် ERN ဒီကောင်တ unit ထုတ်မယ်ကျွန်တော်သုံးမှာကထားပါတော့ ACD Academy ထားပါသူကစက်သားလို့ပေါ်နေလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်ကထားပါတော့10ပဲသုံးမယ်ပေါ့အဲ့တော့ကျွန်တော်ကဒီနေရာမှာပဲကိုရွေးလိုက်မယ်နော်โอเคပဲကိုရွေးလိုက်တယ်ရတယ်နော်ပြီးတော့မှကျွန်တော်ကဒီမှာဒီ50ဆိုတဲ့ထားပါတော့နော်ကျွန်တော်တို့စိန်ပေါ့ဒီကောင် sorry ကျွန်တော်သုံးမဲ့ဒီ50တက်တာဒီနေရာမှာဒီ50ဆိုတဲ့စင်ဟုတ်တယ်ဒီကောင်ပေါ့နော်ဒီကောင်ကဘယ်လောက်ရည်သုံးမလဲဆိုတော့ဒီကောင်က0.5 ရည်သုံးတယ်ပေါ့နော်ဒီလိုပုံစံထွက်လိုက်အဲ့ဒါကျွန်တော်တို့သုံးတဲ့ line တွေပေါ့နော်မတူညီတဲ့စိန် line တွေပါလဲကျွန်တော်ဒီမှာစိန် line တွေကျွန်တော်ထပ်ထည့်သွားလို့ရတယ်ကြောက်တွေပါလဲကျွန်တော်ဒီမှာထပ်ထည့်သွားလို့ရမယ်နော်ဒီလိုပုံစံထွက်လိုက်အဲ့ထည့်ပြီးဆိုမှကျွန်တော်တို့ကမသေးချင်စေ့ထားလိုက်ပေါ့တေးကြရေးဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ confirm ဆိုတာနှိပ်လိုက်မယ်ပြီးတော့မှကျွန်တော်ဘာဆက်လုပ်လဲဆိုတော့ produce all ဆိုတာနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီရွှေရ10ပဲသုံးတယ်ဒီကောင်က 0.5 ရည်သုံးပြီးတော့ကျွန်တော်ဒီမှာ store တစ်ခုထွက်လာလိမ့်မယ်ပေါ့နော်အဲ့ဒါက DZMD ERN ဆိုတဲ့ဟာပေါ့အဲ့ဒါဆိုကျွန်တော်ဟုတ်ပြီ inventory တွေကိုသွားကြည့်မယ် inventory တွေက reporting နဲ့ store မှာသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနော်DZMD ERN ဆိုတာတစ်ခုထွက်လာတယ်သူကနေသူ costing တွေပါနောက်ကနေတစ်ခါတည်းပေါ့နော်DZMD ERN ဆိုတာ costing တွေပါနောက်ကနေတစ်ခါတည်းတွက်ပေးတယ်အဲ့လိုပဲအဲ့ဒါကျွန်တော်ဒီမှာခုနကရွှေက 4.5 ရှိတာပေါ့နော်4ချက်သားနဲ့10ပဲရှိတာဆိုရင်10ပဲရော့သွားတယ်နော်စိန်ဆိုလဲကျွန်တော်ဒီမှာ9ရက်ရှိတာ 0.5 ရက်သုံးလိုက်တော့ 4.5 ရက်ပဲကျန်တော့တယ်နော်ဒီလိုပုံစံနော်ဒီလိုပုံစံထွက်လိုက်မယ်နော်ဒီလိုပုံစံထွက်လိုက်မယ်ဒါကတော့ manufacturing ထုတ်လုပ်တဲ့ process လေးပါ